ကိုရှေရှေတုန်းကတော့ဥတခုထဲမှာဖားကလေးတစ်ကောင်ရှိတယ်သူကရိုးရိုးဖားတော့မဟုတ်ဘူးမတော်တဆမှုတစ်ခုကနေထူးဆန်းဖြစ်တည်လာတဲ့ဖားတစ်ကောင်ပေါ့ဒီနေ့ဖားကလေးရဲ့ဝက်ဦးချောင်းရဲ့ကြက်ကလေးရဲ့ဟာရေကန်ဘေးမှာငါးများနေကြအချိန်မှာပဲထူးခြားတဲ့ငါးကြီးတစ်ကောင်ကသူတို့၃ယောက်လုံးရဲ့ငါးများရှိကိုဒီပြိုင်နဲ့ဟတ်လိုက်ပါလေတော့ပုံမှန်ဆိုရင်နားကိုလူပြီးရန်ထိချမှာပေမဲ့သူတို့ကတော့အရင်နေ့ဆုံးသူငယ်ချင်းတွေဖြစ်ပါကြတယ်သူတို့၃ယောက်ဟာမိသားစုလိုအကျိုးနည်းကိုဆုံးဖြတ်လိုက်ကြတယ်အလုပ်ကိုလည်းတေချာခွဲဝေလိုက်ကြတာပေါ့ကြက်ကလေးကအိမ်တန်းရှင်ရေးလုံးပဲဖားကလေးကဈေးသွားပြီးလူတာတွေဝယ်မယ်ဝက်ဦးချောင်းကတော့ဟင်းချက်ရမယ်ပေါ့ဝက်ဦးချောင်းရဲ့လက်ရာကတော့လက်ချောင်းလေးတွေတင်မကပဲတခြားဟာတွေပါအရသာရှိလာတယ်တလုံးလုံးဟာပျော်စရာကြီးပေါ့ဒီနေ့မှာတော့ဝက်ဦးချောင်းကအလုပ်တွေခဏလဲလုပ်ကြည့်အောင်လို့အကြံပေးမိရကနေဇလန်းကစတာပဲဟင်းမချက်ချက်တဲ့ကြက်ကလေးကဖားကိုအိုးအပ်ပြီးအိပ်ပစ်လိုက်တယ်ဖားကလေးကတော့စားဖို့မူထိလာတာပေါ့ဒါပေမဲ့သူချက်သမျှဟင်းတွေကဘယ်သူမှစားမရအောင်စိုးလွန်းနိုင်ကြောင်းသူလည်းရက်နေတော့ကျွတ်နဲ့ဝက်ဦးချောင်းကသူ့ကိုမိဖို့ချောင်းတွေကနေမောင်းထုတ်လိုက်ကြတယ်နောက်ဆုံးတော့ဝက်ဦးချောင်းကပဲဟင်းပြန်ချက်ပြီးဖို့သဘောတူလိုက်ရတယ်ဒါပေမဲ့ဖားကလေးရဲ့စီထဲမှာတန်တရားတစ်ခုဝင်လာတယ်ဒီဝက်ဦးချောင်းချက်တာဘာလို့ဒီလောက်ကောင်းနေတာလဲဒီကျင်နာနဲ့ပတင်းပေါက်ကနေခိုးကြည့်တော့တာပေါ့ဖားကလေးမြင်လိုက်ရတာကတော့ဝက်ဦးချောင်းဟာဟင်းဦးကြီးကိုချလိုက်တယ်ပြီးတော့သူ့အဝတ်တွေကိုချွတ်ဦးထောက်ကိုချွတ်ပြီးကိုလုံးလေးနဲ့ဟင်းဦးထဲကိုခိုးစင်းပြလိုက်တာပဲအော်ဒါကြောင့်ကိုလို့ဖားကလေးကခုံပေါက်ပြီးဝမ်းသာသွားတယ်ဟင်းကဟင်းဒီဟင်းရဲ့ကြောင့်ကောင်းတာမဟုတ်ဘူးဒီကောင်ကြီးရဲ့ကိုခန္ဓာအစိတ်ပိုင်းတွေကြောင့်ကောင်းတာကိုနောက်နေ့ညစာစားခါနေတော့ဖားကလေးကယုံကြည်မှုအပြည့်နဲ့ကျင်းညာလိုက်တယ်ဒီနေ့ကစားပြီးငါပဲဟင်းချက်မယ်တဲ့သူဟာဟင်းဒီဟင်းရွက်တွေကိုမြန်မြန်ဆန်ဆန်လေးတယ်ဟင်းရီကိုပွက်ပွက်ဆူအောင်ပြီးတယ်ပြီးတော့အရာစိတ်လှူရှာပြီးအဝိစားတီအမြန်ချွတ်ပွက်ပွက်ဆူနေတဲ့ဟင်းဦးကြီးတွေကိုပြုံးကနေခုန်စင်းလိုက်ပါလေတော့ဒါပေမဲ့ဖားကလေးမတွေးမိတာကရှေးကဘလောက်တောင်ပူမလဲဆိုတာပါပဲနာကျင်လို့အော်ဟစ်ပြီးဟင်းဦးလေးကနေပြန်သွားထွက်လာရလေသူပြန်ထွက်လာနိုင်ချိန်မှာတော့သူ့ရဲ့တကိုယ်လုံးကအရှင်ပြားဒီဟာစိုးစိုးရွားရွားကိုလောင်ကျွမ်းသွားခဲ့ရပြီဒီပုံပြင်လေးကကျွန်တော်တို့ကိုဘာပြောပြနေတယ်လဲဆိုရင်လောကမှာလူတစ်ပါးရဲ့အောင်မြင်မှုကိုပဲကြည့်ပြီးကိုယ့်ရဲ့ပင်ကိုယ်တဘာဝနဲ့မကိုင်းနေတာကိုမျက်စိမိတ်အတူဟိုးရီအောင်မြင်မှုအစားနာကျင်မှုနဲ့ပဲအဆုံးတိုက်ရတတ်တယ်ဆိုတာပါပဲ